ဟုတ်ကဲ့ပါအမဟုတ်ကဲ့ဆရာဟိုပါပေါ့နော်ဟုတ်ဒီသိကျင်တာလေးတခုပါပေါ့နော်ဟုတ်ကဲ့ဒီအခု gym ကစားတဲ့လူတွေ workout လုပ်တဲ့လူတွေခေတ်စားရတယ်ပေါ့နော်ဟုတ်ကဲ့ဆိုတော့အခုဒီသွေးကြိုစီးကြိုရှိတဲ့လူတွေကပေါ့နော်ဒီတာမန်လူတွေလိုမျိုးဒီ workout လုပ်လိုက်မယ်ဆိုရင်ရောသူတို့အနေနဲ့ဘယ်လိုမျိုးimpact ရှိနိုင်လဲပေါ့အဲ့ဒါလေးတစ်ချက်ဟုတ်ကဲ့လောက်ရှင်းပြပေးပါဟုတ်ကဲ့ပါဆရာအဲ့တော့ပေါ့နော်ပြောမယ်ဆိုတော့ဒီလိုမျိုးစီးချိုသေးချိုရှိတဲ့သူတွေကတော့ပေါ့နော် workout ကိုတော့သူတို့အများကြီးမလုပ်နိုင်ဘူးဆရာအခုပြောသလိုပေါ့ဥပမာလူလက်ပိုင်းမှာဖြစ်တဲ့40တို့50တို့ဆိုတော့လည်းလုပ်နိုင်တယ်အဲ့တော့လုပ်နိုင်တဲ့အခါမှာတော့တခုပဲစဉ်းစားမှာတော့ hypoglycemia ပေါ့နော်အဲ့တော့ဥပမာအများကြီးလုပ်လိုက်ပြီးလိုက်လို့သူတို့တွေကချွေးတွေအရန်ထွက်ပြီးတော့မှ glucose level ရုပ်ပြည့်ကျသွားပြန်ရင်လေဒါ hypoglycemia အတွက်ကိုတော့နည်းနည်းလေးစိတ်ပူရတာပေါ့နော်ဒါကြောင့်မို့သူတို့ weight ချတဲ့အခါမှာဆိုတော့ဒါ physical activity ကမဖြစ်မနေတာတော့လုပ်ရမယ်ဆရာဒါကြောင့်မို့အဓိကကတော့ကျမတို့တွေကဘာလုပ်ခိုင်းလဲဆိုစစချင်းမှာတော့လမ်းလျှောက်ခိုင်းတယ်ပေါ့နော် workout ကိုအများကြီးမလုပ်ခိုင်းမင်းနဲ့ဥပမာဆိုရှင်မနက်ကိုနိုင်ဝက်လမ်းလျှောက်မယ်ညနေကိုနိုင်ဝက်လမ်းလျှောက်မယ်ပြီးတဲ့အခါကျလို့ရှင် glycemic control အကောင်းဆုံးကတော့ဆရာအစာစားပြီးလမ်းလျှောက်တာပဲဒါကြောင့်မို့မနက်စာစားပြီးနေ့လယ်စာစားပြီးညစာစားပြီး10မိနစ်ပေါ့နော်အဲ့ဒါဆိုရှင်တရက်ကိုအနည်းဆုံးသွားဘာမှအပေါ်မလျှောက်ရင်တော့မနိုင်ဝဲရသွားပြီအဲ့လိုပဲမနက်နဲ့ညနေမှာထပ်ပေါင်းနေဆိုရှင်တရက်ကိုတော့တနားခွဲရသွားတာပေါ့အဲ့တော့ဒါကြောင့်မို့ဒီလိုလူတွေမှာတော့ကောင်းတာတော့ဘာနဲ့ပဲစမလဲဆိုရှင်လမ်းလျှောက်တာနဲ့ပဲစပါနော်လမ်းလျှောက်တာစလိုက်လို့တစ်လနှစ်လလောက်လည်းရောက်လာပြီသူတို့ကိုယ်တိုင်ကလည်းတော်တော်လေး active ဖြစ်လာပြီဆိုတော့ဆရာခုပြောသလိုပေါ့ workout ဘယ်လောက်လုပ်မလဲပေါ့နော် workout လုပ်တဲ့နေရာမှာတော့ဥပမာလူငယ်တွေမှာဆိုလို့ရှိရင်တော့ဒါ aerobic လုပ်တာမျိုးလို့နောက်ပြီးတော့မှ dance ပေါ့နော်ဒါလို့အခုဆိုရှင် aerobic dance တွေရှိတယ် zumba dance တွေရှိတယ်ဒါမျိုးဆိုရှင်တော့တကယ်ကိုပဲကစားမယ်ဆိုရှင်ကယ်လိုရီကတော်တော်လေး burn ဖြစ်ပါတယ်နော်ဒါကြောင့်မို့ဒီလိုမျိုးကစားရတာနဲ့ဆက်သွားပေါ့နော်ဒါမှမဟုတ်ဘူးတချို့အသက်ကြီးတဲ့သူတွေမှာအထူးသဖြင့်60ကျော်တို့80ကျော်တို့မှာတော့ဒီလို dance တွေအများကြီးမလုပ်နိုင်တော့အဲ့လိုသူရောသူတွေမှာဆိုရင်တော့အဓိကကတော့ဘာသွားလဲဆိုရှင်သူကကြတော့ဟိုပါ strengthening training ခေါ်တာပေါ့နော် muscle တွေကိုကြ resistant ပေါ့နော် muscle resistant လို့နောက်ပြီးခါကျလို့ strength ပေါ့နော် muscle strength လို့အဲ့ exercise မျိုးပြန်ပြောင်းပေးပါတယ်ဆရာနော်ဥပမာဆိုရှင်တော့ဒီလိုလူတွေမှာတော့ဒီလိုမျိုးပေါ့နော် muscle strengthening ပေါ့ muscle ကြီးကလေများသောအားဖြင့်ကတော့ဒီလိုမျိုးစီးကျုပ်သေးကျုပ်ရှိတဲ့လူတွေမှာတော့ဒီ sarcopenia ပေါ့နော် muscle ကြီးကတော့တဖြည်းဖြည်းနဲ့ atrophy ဖြစ်လာအဲ့တော့အသက်60ကျော်80ကျော်မှာတော့ဒီလို dance တွေ workout တွေလုပ်မဲ့အစားပေါ့နော်ဒီ muscle တွေသုံးဖို့ရအတွက်ဆိုတော့ဒီ resistant training တွေပေါ့အထူးသဖြင့်တော့ဒီအလေးလေးမပြီးကစားတာမျိုးလို့နော်နံရံကိုလက်တွန်းပြီးတော့မှကစားတာမျိုးပေါ့နော်ဒါမျိုးလေးတွေနဲ့ပေါ့နော်တချို့ကလည်းဘဝလေးတွေရှိသရေဘန်လိုမျိုးလေဒါလေးနဲ့အဲ့လိုမျိုးလေးတွန်းပြီးတော့ကစားတာမျိုးပေါ့နော်ဒီလိုမျိုး exercise မျိုးကတော့ပြန်ပြီးတော့မှတိုးပြီးတော့မှလုပ်ပြီးမယ်ဆိုလို့ရှင်တော့ကောင်းသွားတာပေါ့ဆရာဒါကြောင့်မို့လူလက်ပိုင်းမှာစီးကျုပ်တီးကျုပ်သမားနဲ့နောက်ပြီးတော့မှအသက်ကြီးပိုင်းပေါ့လူလက်ပိုင်းဆိုတော့40နဲ့60ကြားပေါ့နော်နောက်ပြီးတော့မှ60အထက်ဆိုလို့ရှင်တော့သူတို့ရဲ့ exercise မျိုးကတော့ကွာခြားသွားတာပေါ့ဒါနောက်ပိုင်းပေါ့ဟိုပထမပိုင်းကတော့ခုကျွန်မပြောသလိုပဲအရင်ဆုံးကတော့ဘာပဲဖြစ်ဖြစ်စီးကျုပ်တီးကျုပ်ရှိလာပြီဆိုတော့ walking ပေါ့လမ်းလျှောက်တာကတော့အကောင်းဆုံးပဲပေါ့ပြီးတော့မှဆိုသူတို့နိုင်တဲ့ exercise မျိုးပေါ့နော်ဥပမာစပင်းစီးတဲ့ exercise မျိုးလားအလေးမာတဲ့ exercise မျိုးလားနောက်ပြီးတော့မှအဲ့ဒီကနေပြီးတော့မှ flexibility ပေါ့နော်သူတို့ရဲ့အကျော်လျှော့တဲ့ exercise မျိုးပေါ့ဒါတဖြည်းဖြည်းနဲ့တော့ပြောင်းသွားရတာပေါ့ဆရာအဲ့လိုရတော့လုပ်ပြီးတယ်ဆိုလို့ရှိရင်တော့ဒါglycemic control အတွက်လည်းကောင်းတယ်နောက်ပြီးတော့မှသူတို့ရဲ့ muscle ကိုကျွန်တော်တို့က safe လုပ်တဲ့သဘောပေါ့နော် muscle tone တွေ muscle function တွေအတွက်လည်းကောင်းတယ်လို့ပြောလို့ရပါတယ်ဆရာဟုတ်ကဲ့ပါဟုတ်ကဲ့ဟုတ်ကဲ့ပါဟုတ်အမကဲ့ဆရာဟုတ်အခုလိုပေါ့နော်ဟုတ်ကဲ့စီဂျိုနဲ့ပတ်သက်ပြီးတော့ပေါ့နော်အမဟုတ်ကဲ့ပြောသွားတာတော်တော်လေးကိုစုံစုံလင်လင်ဖြစ်ပါတယ်ဟုတ်ကဲ့ပါဆရာအထူးသဖြင့်ပေါ့နော်ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာဒီမြန်မာလူမျိုးတွေစားနေကြစားစာတွေကိုပဲဥပမာပေးသွားတဲ့အတွက်လည်းပို့ပြီးတော့မြင်သာတယ်ပေါ့နော်ဟုတ်ကဲ့ပါဆပို့ရာပြီးတော့လည်းပြည့်စုံတယ်ပေါ့နော်ဟုတ်ကဲ့အခုဒီအမပေးလိုက်တဲ့ဒီ knowledge တွေနဲ့ပတ်သက်ပြီးတော့ဟုတ်ကဲ့ဒီပြည်သူလူထုလည်းအများကြီးအကျိုးရှိမယ်လို့ကျွန်တော်တို့ဟုတ်မျှော်လင့်ပါတယ်ယုံကြည်ပါတယ်အခုလိုမျိုးချိန်ပေးပြီးတော့ပြည်သူလူထုကိုဒီလိုမျိုး health education ပေးတဲ့အတွက်လည်းကျွန်တော်တို့အားရတော်ဝင်စင်းရောနေမှာအထူးပဲကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဆရာကျမအနေနဲ့ကလည်းပေါ့နော်ဒါပြည်သူလူထုတွေကတော့ဟုတ်ကဲ့ဒီသွေးချိုစီးချိုဆိုတာနှစ်တိုင်းတိုးလာတာဒီပဲပေါ့နော်အဲ့လိုလူတွေမှာလည်းဒါမာရွန်းတဲ့ insight လေးအများကြီးဆိုတော့ဒါကိုပြောပြတာလေးပေါ့နော် sharing လေးလုပ်ခွင့်ရတယ်နောက်ပြီးတော့မှန်အောင်လေးအကြံပေးခွင့်ရတဲ့အတွက်လည်းဆရာတို့အာရှတော်ဝင်စည်းရုံမျိုးကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ဆရာဟုတ်ကဲ့ပါကဲ့အခုဆိုရင်တော့ဒီအာဟာရဆိုင်ရာထုတ်ခုဆရာဝန်ဒေါက်တာတော်ဝင်းမြင့်နဲ့ကျွန်တော်သွေးကြိုစီးကြိုဝင်နာရှင်တွေအတွက်ပေါ့နော်ဒီစားတောက်နေထိုင်ပုံဒီလမ်းလေးတွေပေါ့နော်ပုံစံလေးတွေကိုမိမြန်းတင်ဆက်ခဲ့တာပဲဖြစ်ပါတယ်ကျွန်တော်တို့မြန်မာစကားရှိတယ်ပေါ့နော်အစာလေးဈေးလေးအစာဆိုတဲ့အတိုင်းပဲပေါ့နော်သွေးကြိုစီးကြိုယောဂဝင်နာတဲ့တွေအတွက်ပေါ့နော်ဈေးတောက်နေမပြီးပါဘူးလို့ကျွန်တော်တို့ဒီအစားအစာကိုလည်းကျွန်တော်တို့မှန်မှန်ကန်ကန်
နီးလန်းမှန်မှန်နဲ့ဒီဆရာမကြီးပြောသလိုစားခြင်းအပြင်ကျွန်တော်တို့နောက်ဆက်တွဲယောဂတွေမဖြစ်အောင် quality of life ကောင်းကောင်းနဲ့နေလို့ရမယ်လို့လည်းကျွန်တော်တို့အခုအစီအစဉ်ကနေပြီးတော့တင်ဆက်ပေးလာတဲ့အတွက်ကြောင့်လို့မျှော်လင့်ပါတယ်ယုံကြည်ပါတယ်ပြည်သူလူထုအကောင်းဆုံးကျန်းမာမယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်ဟုတ်ကဲ့အာရှတော်ဝင်ဆေးကနေပြီးတော့ကျွန်တော်တို့ပြည်သူလူထုအနေနဲ့ကိုရောစိတ်ပါကျမ်းမာရှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်